ခေါင်းကို massage လုပ်ပေးရမယ်တွတ်ကလေးပဲဟုတ်ချာတော့တွတ်ကလေးစပင်းအစီကိုမေးဗမာလဲမိုးရဲ့စပင်းကအစီဗမာလဲအစီဘော်လေးကိုမေးလိုက်တော့ခုနာစပင်းနဲ့လုံးဝကိုစိုင်မှာခေါင်းလျှော်ပြီးမိုးပုံသွင်းထားတယ်လို့ဖြစ်သွားပြီးတော့ဒီအောက်ကပြော့နေတဲ့သပင်လေးတွေနဲ့အကုန်တညီတည်းဖြစ်ပြီးတော့ခေါင်းလျှော်ထားတဲ့နေရာလိုမျိုးရစားလေးဖြစ်သွားတာပေါ့နော်မသုံးခင်သပင်လိုပြားကတ်နေရဆိုလို့ရှိရင်သပင်တစ်ခုလုံးကမလှသလိုမိတ်ကပ်ကလည်းလှတယ်မခံစားရပါဘူးအခုကတော့လုံးဝခေါင်းလျှော်ပြီးသား day 1လို့ခံစားရပါတယ်လုံးဝပြားကတ်နေတဲ့သပင်က volume လေးတက်ပြီးတော့ပေါ့ပေါ့ဖုံဖုံလေးဖြစ်လာတယ်အောက်ကသပင်ပြော့နေတာနဲ့အပေါ် volume နဲ့အတူတူဖြစ်သွားတာပေါ့နော်အဲ့တော့လုံးဝ fresh လို့ပါသူ့မှာကပြီးတော့ nano powder technology ပါသေးတယ်အဲ့ဒါဘာလဲဆိုတော့အများစုဒီ dry shampoo တွေမှာလိုမျိုးကတော့အဖြူမှုခက်ခဲဥယျာဉ်ပြမှာတော့မကြံခဲ့စီဘူးလုံးဝအမြင်လေးကမှုံလေးနဲ့သပင်သားလေးမှာနူးညံ့စွာသူကဖြန့်ကျက်သွားစီတဲ့ technology ကိုသုံးထားတာဖြစ်ပါတယ်ဒီသူ့ရဲ့ powder particles ကအရန်သေးရဲ့အတွက် already hair follicles ကိုမပိတ်စေဘူးနောက်တစ်ပြတွေ့ရကွာဒီ dry shampoo တော့များသွားလို့ရှိရင်ဒီ hair follicles ကိုပိတ်တယ်အဲ့တော့သပင်ကျွတ်တယ်သပင်အတွက်မကောင်းဘူးလို့တွေးကြရဲကွာသူ့မှာကဒီ powder particle ကအရန်မှုံနေအရင်သိငယ်တဲ့အတွက် hair follicles ကိုမပိတ်စေပါဘူးသူ့မှာကလေမို့87% ethanol quick ဒီ dry technology သုံးထားတာအဲ့အတွက်မို့သုံးပြီးစီဆူနေတာစီးကက်နေရမရှိဘဲနဲ့ခဏလေးခြောက်သွားပြီးတော့သပင်လေးတွတ်ကလေးကြက်ခဲ့မှာဖြစ်ပါတယ်ရှင်ပြီးတော့သူ့ရဲ့နန်းကားကြတော့မို့ grapefruit သီးသိရမလားအဲ့ grapefruit သီးကလက်ဆက်ရတဲ့အနက်မျိုးထည့်ထားတာအလုံးဝ fresh ဖြစ်ပြီးတော့မှအဲ့လို citrus ဖြစ်လေးပေါ့နော်ချိုးချင်းနဲ့လေးဆိုခေါင်းလေးကမှုလေးနဲ့လန်းဆန်းလေးကြံခဲ့မဲ့အနံ့လေးကိုသုံးထားတာဆိုတော့အနံ့ကလည်းတော်အဆင်ပြေရွှေမွေးနဲ့ပေါင်တာနဲ့မကြိုက်တဲ့လူတွေဆိုရင်တော့အရင်အဆင်ပြေပါနောက်ချက်အရန်သဘောကျတာရှိသေးတယ်။ तू ကဖြန်းလိုက်တဲ့အခါမှာခေါင်းကအစီရည်နဲ့သူ့ရဲ့အမှုန်လေးနဲ့ပေါင်ပြီးတော့အစီရောစုပ်သွားပါတယ်။သဘာဝမဆန်ပဲအဲ့လိုကောက်ကက်ကြီးဖြစ်နေရမျိုးလုံးဝမရှိပါဘူး။ဆန်သားကငကိုအတိုင်းလေးပဲပျော့ပြီးအမြင်လေးတွေကိုကွဲပြားလေးမြင်ရတယ်။အဲ့ဒါသူ့ထဲကဒီ Jewel Keratin formula ကြောင့်လို့သိရတယ်။ Keratin ရဲ့ hydrolyzed keratin ရဲ့ပေါင်းထားတာဖြစ်တဲ့အတွက်သဘာဝအတိုင်းနုညံ့ညံ့ပျော့လေးကြံခဲ့ပါအဲ့တော့ဥယျာဉ်ပြခဏအစီပြန်နဲ့ခေါင်းခဏလျှော်ဖို့လည်းအချိန်မရဘူးဒါပေမဲ့ dry shampoo သုံးတဲ့အခါမှာလည်းလေးပင်နဲ့ခန်းစားချက်ကြီးကြံနေတာမကြိုက်ဘူးဆိုလို့ရှိရင် Blingo ရဲ့ dry shampoo ကိုတေချာပေါက် try ကြည့်စေချင်ပါတယ်တကယ်ချဲတို့ main လေးတွေအတွက် life saver massage ဖြစ်မှာပါသုံးမှုသမျှ dry shampoo တွေထဲမှာ Blingo ရဲ့ dry shampoo ကိုချဲတော်လေးစိတ်တိုင်းကြပြီးတော့10 out of 10ပေးပါတယ်။ချဲကိုရိုင်းလည်း Blingo ရဲ့ dry shampoo ကိုကုန်တိုင်းထပ်ဝယ်ပြမှာပါ။ဆိုချဲဒီနေ့ဗီဒီယိုလေးကတော့အစီပြန်ပြီးကတ်နေတဲ့သပင်တွေကို bye bye လုပ်လို့ရပါပြီ။ life saver လေးညွှန်ပေးလိုက်ပါတယ်။ချဲလည်းပြင်သွားဖို့သပင်မှာ ready ဖြစ်သွားပြီဆိုတော့အားလုံးပဲ bye